မြန်မာကာတွန်းစတိုရီ channel မှာကြိုဆိုပါရရှင်။အခုတစ်ခါတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ရွှေငါးနဲ့ဂတိတရားဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။တခါတုန်းကကြီးရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲ့ဒီကြီးရွာလေးမှာစိတ်သဘောထားအလွန်ကောင်းတဲ့လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်။သူ့နာမည်ကမောင်တုခလို့ခေါ်ပါတယ်။မောင်တုခကနေ့တိုင်းမနက်စောစောငါးဖမ်းဖိုက်ကိုယူပြီးမြေကမ်းဘက်ကိုသွားလေးရှိပါတယ်။ငါးဖမ်းရတဲ့နေ့တွေတော့သူကစားရတော့ရပြီးမဖမ်းရတဲ့နေ့တွေမှာတော့သူကအစားတောက်တွေမစားခဲ့ရပါဘူး။ဒီနေ့မိုးနှင်းငယ်ရွာပြီးနောက်မောင်တုခကမကြာမခဏမသွားဘူးတဲ့အဝေးကန်လေးတနေရာကိုသွားခဲ့ပါတယ်။အဲ့ဒီကန်လေးကအေးမြတ်ကြီးလင်းပြီးနေအောင်ကြီးလေးနဲ့လင်းနေနေခဲ့ပါတယ်။မောင်တုခကငါးဖက်ပိုက်ကိုရေထဲကိုပြစ်ချလိုက်တယ်။ရေထဲမှာနေအောင်ထက်လင်းနေတဲ့အလင်းရောင်ကိုသူတွေ့လိုက်တယ်။ငါးဖက်ပိုက်ကိုဆွဲတင်လိုက်တဲ့အချိန်မှာအလွန်ထူးဆန်းလာတဲ့ရွှေငါးတောက်ဖနေတဲ့ရွှေငါးတစ်ကောင်ပါလာတာကိုသူတွေ့လိုက်ရတယ်။အခုကျမကိုမတတ်ပါနဲ့နော်ကျမကတာမန်ငါမဟုတ်ပါဘူးကျမကိုလုပ်ပြီးအခုခေါင်းခေါင်းချင်းကျေးဇူးပြန်ဆက်ပေးပါမယ်လို့ရှင်နာလေးကပြောလိုက်တယ်မောင်တုခခဏတိတ်ဆိတ်စွာစဉ်းစားနေခဲ့တယ်။သူ့အိမ်မှာစားစရာလည်းမရှိဘူး။ဒီငါးကိုရောင်းရင်တနေ့သာသူရနိုင်တယ်ဆိုတာကိုသူကသိတယ်။ဒါပေမဲ့ရွှေငါးလေးရဲ့အတန်ရဲ့ကြောင်ရွံ့မှုနဲ့တောင်းပန်မှုတွေကြောင့်မောင်တုခဟာဆင်းရဲပေမဲ့လည်းသူများအသက်ကိုအလွယ်တကူမယူချင်ဘူး။နင်ကလည်းအသက်ရှင်ခြင်းနဲ့ဆိုရင်တော့သွားပါငါလွတ်ပေးပါမယ်လို့ပြောလိုက်တယ်။ရှင်နာလေးကအခုရဲ့ပြူနာကိုကျမမမေ့ပါဘူး။ဒီနေ့အခုကိုပြန်ပြီးတော့ပြန်တွေ့ရပါလိမ့်မယ်။ရွှေငါးလေးကပြောရင်းနဲ့ရေထဲမှာဖြောက်ခွေသွားပါလေ။အဲ့ဒီညမှာမောင်တုခကအိမ်မက်တစ်ခုမှတ်ပါတယ်။အိမ်မက်ထဲမှာအလင်းရောင်ပြည့်နေတဲ့မြကြီးတစ်စင်းနာမှာရွှေငါးလေးပြန်ပေါ်လာပါတယ်။ရွှေငါးလေးကအခုရေမနစ်ပြန်ပြီးထွက်ချင်းမြကြီးနာကိုသွားပါအခုဘကိုပြောင်းလဲစီမယ့်အရာကိုတွေ့ရပါလိမ့်မယ်လို့ပြောသွားတယ်။မနက်မိုးလင်းတော့မောင်တုခအိမ်မက်ကိုမမိနိုင်ပဲမြကြီးနာကိုတွားကြည့်ခဲ့ပါတယ်။မြကြီးထဲမှာတဝက်လောက်ထွက်နေတဲ့အိမ်လေးတစ်အိမ်ကိုသူတွေ့လိုက်ရပါတယ်။မောင်တုခကဒါပါအိမ်လေးလေးဆိုပြီးတော့အိမ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအိမ်ထဲမှာရွှေတုံးလေးတွေပြည့်နေတာကိုသူတွေ့ခဲ့ရပါတယ်။မောင်တုခကအရန်အဝေါ်သွားတယ်လောဘမဝင်မင်းနဲ့သူစဉ်းစားလိုက်တယ်။ဒီရွှေတွေကိုငါတယောက်ထဲသုံးရင်တစ်နေ့ကုန်ပြီပြီးသွားလိုက်မယ်။ကြေးရွာအတွက်သုံးရင်တော့လူအများအတွက်အကျိုးရှိမယ်လို့သူကတွေးလိုက်တယ်။မောင်တုခကရွှေတွေကိုသုံးချပြီးကြေးရွာမှာမပြုံတော့တဲ့တရားလေးတစ်စင်းဆောက်ပြီးတယ်။ကလေးတွေစတင်နိုင်တဲ့စတင်ကြောက်လေးလူနာတွေကုသနိုင်တဲ့စီကံလေးတွေလည်းဆောက်ပေးခဲ့တယ်။ရွာသားအလုံးကသူ့ကိုလေးစားလာကြတယ်။တညမှာရွှေငါးလေးကပြန်ပေါ်လာပြီးအခုမှရွှေထက်တမိုးရှိတဲ့အရာရှိပါတယ်။အဲ့ဒါဂယုဏနဲ့မျှဝေဖြစ်တဲ့စိတ်လေးပါ။ဒီစကားနဲ့လူရွှေငါးလေးကလင်းရောင်ဖြစ်ပြီးတော့ပြောက်ွယ်သွားပါတယ်။ပုံမြင်လေးရဲ့ဆုံးသက်ကတော့မောင်တုခကချမ်းသာလာပေမဲ့စိတ်မပြောင်းခဲ့ပါဘူး။သူ့နာမည်ကိုညောင်တော်ကြီးရွာမှာယနေ့ထိကောင်းမွန်စွာပြောဆိုနေကြသေးပါပဲ။နောက်ထပ်ပုံမြင်ကောင်းလေးတွေကြည့်ချင်ရင်တော့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။